ဇလန်ကတော့ကုမ္ပဏီတစ်ခုရဲ့ရုံးခန်းထဲမှာစတင်ပါတယ်။အဲ့ဒီနေ့ကချောင်ကြီးဟူအလုပ်ဆောင်နေတဲ့ပထမဆုံးနေ့ဖြစ်ပြီးမန်နေဂျာကသူ့ကိုလုပ်ဖော်ကိုင်ဘက်တွေနဲ့မိတ်ဆက်ပေးပါတယ်။ဒါပေမဲ့ပြဿနာတစ်ခုကတော့ရုံးမှာချောင်ကြီးဟူဆိုတဲ့ဝန်ထမ်းတစ်ယောက်လည်းရှိနေပြီးနှစ်ယောက်ရဲ့နာမည်ကအရန်စင်တူနေတာကလုပ်ဖော်ကိုင်ဘက်တစ်ယောက်ကနာမည်ခေါ်ရင်ရောထွေးသွားမှာပဲလို့ပြောပေမဲ့မန်နေဂျာကတော့နှစ်ယောက်ကယာတူးမတူတဲ့အတွက်ပြဿနာမရှိဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ဂျီဟူကကုမ္ပဏီနဲ့ပူးပေါင်းမှုစဉ်းစားနေတဲ့ YouTuber တယောက်ဟာလိန်တူချစ်သူတွေကိုထိခိုက်စေတဲ့စကားတွေပြောခုတာကြောင့်မပူးပေါင်းသင့်ဘူးလို့အကြံပေးပါတယ်။ဒါပေမဲ့မန်နေဂျာကတော့အဲ့ဒီ YouTuber မှာ follower များလို့ကုမ္ပဏီရဲ့တင်ညာပေး content တွေပို့ပြီးပြန့်နှံ့နိုင်တယ်လို့ပြောပါတယ်။ဒီအချိန်မှာဂျီဟူကအခုချက်ချင်းမဆုံးဖြတ်သင့်သေးဘူး။နောက်ပိုင်းပြဿနာဖြစ်လာနိုင်လို့စောင့်ကြည့်တာပိုကောင်းမယ်လို့အကြံပေးလိုက်ပါတယ်။အားလုံးကသဘောတူသွားပြီးမန်နေဂျာလည်းသူ့ရဲ့ဆုံးဖြတ်ချက်ကိုချီးကျူးပါတယ်။အဲ့ဒီနောက်မန်နေဂျာကဂျီဟူနဲ့ဂျီဟူကိုအတူတူအလုပ်လုပ်ပြတင့်တော်တဲ့ influencer စရင်ပြုစုဖို့တာဝန်ပေးလိုက်ပါတယ်။နောက်ပိုင်းမှာလုပ်ခေါ်ကိုင်ဖက်တစ်ယောက်ကရုံးကမင်းကလေးတော်တော်များများဂျီဟူကိုသဘောကျနေကြတယ်လို့ဂျီဟူကိုပြောပါတယ်။ဂျီဟူကတော့သူလည်းစိတ်ဝင်စားမိပေမဲ့အရင်တိတာအောင်မပြချင်ဘူးလို့ပြန်ထီပါတယ်။အဲ့ဒီအချိန်ဂျီဟူကရောက်လာပြီး YouTuber ကိစ္စမှာဂျီဟူကရဲရဲဝံ့ဝံ့ပြောဆိုခဲ့တာကိုချီးကျူးပါတယ်။အိမ်ပြန်ရောက်တော့ဂျီဟူရဲ့အမေကယောက်ျားကိုအရင်မလိုက်နဲ့ယောက်ျားကပဲဆက်လိုက်တင်တာဆိုပြီးအခြေရေးအကြံပေးနေပါတယ်။နောက်တနေ့မှဂျီဟူကဆက်ကျူရက်ဒီ Grass ကိုသူ့နာမည်နဲ့ရောက်လာတဲ့ပါဆယ်အကြောင်းပေးပါတယ်။ဒါပေမဲ့ Grass ကတခြားတစ်ယောက်ယူသွားပြီးလို့ပြောလိုက်ပါတယ်။တကယ်တော့နာမည်တူနေတဲ့အတွက်ဂျီဟူကမှားယူသွားခဲ့တာပါ။ဂျီဟူကပါဆယ်မဖွင့်ခင်အမြန်လိုက်သွားပေမဲ့နောက်ကျသွားခဲ့ပါတယ်။ဘူးထဲမှာလေဘင်းကော်လာတစ်ခုတွေးလိုက်ရတဲ့ဂျီဟူကိုဂျီဟူကအလင်းအမြန်လူယူပြီးဒါကငါခွေးတွက်လို့လိန်ပြောလိုက်ပါတယ်။ဂျီဟူကခွေးတွက်ဆိုဒီလောက်ကြီးနေတာမဖြစ်နိုင်ဘူးလို့ပြောတော့ဂျီဟူကငါခွေးလေဘင်းကထူလို့ဆိုပြီးဆက်လိန်နေပါတယ်။ထပ်သွားခံနေမှာတော့ဘူးကမြေပေါ်ကျသွားပြီး BDSM ပစ္စည်းဆိုင်ရဲ့ကူပွန်ကိုဂျီဟူမြင်လိုက်ရပါတယ်။ဂျီဟူကအလင်းအမြန်ကောက်ယူလိုက်ပေမဲ့သူ့ရဲ့လှုပ်ဝက်ချက်ကိုဂျီဟူတန်တရားဝင်သွားပါပြီ။နောက်တနေ့ရုံးမှာကုန်ပစ္စည်းအယောင်ရွေးနေစဉ်ဂျီဟူကကိုတောင်ထဲဝင်ပြီးဂျီဟူကိုငါလှုပ်ဝက်ချက်မပြောပေးလို့ကျေးဇူးတင်ပါတယ်ဆိုတဲ့ message ပို့ဖို့ရေးပါတယ်။ဒါပေမဲ့7မိနစ်ခင်ဂျီဟူဝင်လာတာကိုမြင်ပြီးထက်ဖို့စူးစမ်းရင်မတော်တဆပို့မိသွားပါတယ်။သူကအယုတ်ကြီးနောက်မှာဝင်ပုံနေရဂျီဟူဝင်လာပြီးဘသူလဲလို့မေးပါတယ်။ဂျီဟူကထွက်ပြေးဖို့လုပ်ရင်ခေါင်းထိပြီးလဲကျသွားပါတယ်။ဂျီဟူကသူ့ကိုစေယုံခေါ်သွားပြီးကုသပေးပါတယ်။စေယုံကထွက်လာတဲ့အခါဂျီဟူကကျေးဇူးတင်စကားပြောပြီးအလုံးမှာသူ့ကိုအမိတ်ပေးခဲ့တာတွေအတွက်ဂျီဟူကလည်းတောင်းပန်ပါတယ်။ဒါကိုဂျီဟူကအတိတ်ပဲလွဲသွားပြီးဂျီဟူဟာသူနဲ့စိတ်ထားတူလို့ထင်လိုက်ပါတယ်။စိတ်လှုပ်ရှားစွာနဲ့ကျွန်တော်ရဲ့ master လုပ်ပေးပါလို့တောင်းဆိုလိုက်တဲ့အခါဂျီဟူကအံ့ဩသွားပါတယ်။အဲ့ဒီအချိန်မှာပဲလေဘင်းကော်လာကသူ့ခွေအတွက်မဟုတ်ပဲဂျီဟူကိုယ်တိုင်အသုံးပြုဖို့ဖြစ်တာကိုဂျီဟူတေချာနားလဲသွားပါတော့တယ်။အိမ်ပြန်ရောက်တဲ့ဂျီဟူက BDSM အကြောင်းစတင်လေ့လာပါတော့တယ်။သူသိလာတာကBDSM relationship ဆိုတာတယောက်ကဥဆောင်သူဖြစ်ပြီးနောက်တစ်ယောက်ကအလိုက်ထိုက်လိုက်နာသူဖြစ်တဲ့သဘောတူညီမှုအပေါ်အခြေခံထားတဲ့ relationship ပုံစံတစ်မျိုးဖြစ်တယ်ဆိုတာပါအဲ့ဒီအကြောင်းကိုသူ့တငယ်ချင်းဟေးမီကိုပြောပြတော့ဟေးမီကအခုလောလောဆယ်ဘာမှမသိသလိုနေလိုက်အချိန်နဲ့ပေးလိုက်ဦးလို့အကြံပေးလိုက်ပါတယ်နောက်တနေ့ရုံးမှာကျင်းပတဲ့ event တစ်ခုမှာဂျီဟူကဂျီဟူကိုတွေ့ပေမဲ့ဘာမှမဖြစ်တယ်လို့ပဲပြုမှုနေပါတယ်အချိန်နဲ့ငယ်ကြတော့ဂျီဟူကဂျီဟူကိုကားနားမှာတိတ်တိတ်လေးငိုနေတာတွေ့လိုက်ရပါတယ်သူဘာဖြစ်နေလဲလို့မေးတော့ဂျီဟူကကျွန်တော်ခင်ဗျားကိုသဘောကျတယ်ဒါပေမဲ့အခုတော့ခင်ဗျားကကျွန်တော်ကိုယွန်းရှာပြီးလူလေးလူပြီးတယောက်လိုထင်နေပြီးထင်တယ်လို့ဝမ်းနဲ့ဆိုပြောပါတယ်သူ့ရဲ့ BDSM အကြိုက်အကြောင်းကိုအရင်ကရီစားဟောင်းဟာနာကိုပဲပြောခုပြီးဟာနာကသူ့ကိုဖောက်ပြန်တဲ့လူလိုပြောကလမ်းခွဲသွားခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ဂျီဟူကတော့ငါကမင်းကိုရှောင်နေတာမဟုတ်ဘူးအချိန်နဲ့ပေးချင်လို့ပါလူတိုင်းမှာကိုယ်ပိုင်ထူကြတဲ့စိတ်ကြိုက်တွေရှိတတ်ကြတာပဲလို့ပြောလိုက်ပါတယ်ဒီစကားကြားလိုက်တာနဲ့ဂျီဟူကအရန်ဝမ်းသာသွားပြီးဒါဆိုကျွန်တော် master လုပ်ပေးပါလို့ထပ်တောင်းဆိုပါတယ်ဂျီဟူကအစပိုင်းမှာညင်လိုက်ပေမဲ့နောက်တစ်နေ့ရုံးမှာမင်းကလေးဝင်တဲ့တချို့ကဂျီဟူကိုလာစကားပြောစနောက်နေကြတာကိုမြင်တော့သူမရဲ့စိတ်ထဲမှာမနာလို့ဖြစ်လာပါတယ်ဒါကြောင့် message ပို့ပြီးလောင်ထဲကိုလာဖို့ခေါ်လိုက်ပါတယ်အဲ့ဒီမှာဂျီဟူကိုမျက်လုံးပိတ်စီတက်ခိုင်းပြီးခုံပေါ်မှာထိုင်ခိုင်းလိုက်ပါတယ်ပြီးတော့ဘာလို့ငါ့ကို master ဖြစ်စေချင်တာလဲလို့မေးပါတယ်ဂျီဟူကခမရလိုလူမျိုးကိုတခါမှမတွေ့ဘူးကူတခြားလူတွေဘယ်လိုထင်မလဲဆိုတာဂရုမစိုက်ပဲကိုအမှန်တိုင်းနေနိုင်တဲ့သူပါလို့ရိုးသားစွာဖြစ်ပါတယ်ဒီစကားကြောင့်ဂျီဟူလည်းစိတ်ထိခိုက်သွားပြီးငါစမ်းကြည့်မယ်ဒါပေမဲ့ငါ့ကိုမရှောင်တော့နဲ့လို့သဘောတူလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့ဂျီဟူကဥဆောင်သူတယောက်ဘယ်လိုထိရမလဲဆိုတာကိုဆက်လက်လာပါတော့တယ်တစ်ဖက်မှာတော့ဂျီဟူက master ရသွားတဲ့အတွက်ကလေးတယောက်လိုပြောနေပါတယ်ဒါပေမဲ့ညတိုင်းမှာရီးစားဟောင်းနဲ့လမ်းခွဲခဲ့တဲ့အမတ်တရားအိမ်မက်တွေကြောင့်အိယာကလက်နိုးနေစေပါနောက်နေ့ရုံးမှာဂျီဟူကသူတို့နှစ်ယောက်ရဲ့စီကံတွေကိုတတ်မှတ်လိုက်ပါတယ်ပထမဆုံးအနေနဲ့အလုံးနဲ့ကိုရီကိုရာကိုခွဲထားရမယ်နောက်တစ်ခုကဘယ်အရာမဆိုနှစ်ယောက်စလုံးသဘောတူမှသာလုပ်မယ်ပြီးတော့ဂျီဟူကိုမျက်မှန်တလက်ဆောင်ပေးလိုက်ပြီးဒါကိုအမြဲတတ်ထားဒါဆိုမာစတာပေးတဲ့လက်ဆောင်ဆိုတာအမြဲတရရနေမယ်လို့ပြောပါတယ်အဲ့ဒီနေ့ကစပြီးဂျီဟူကိုအတက်နိုင်ဆုံးဂရုစိုက်ပြီးအကောင်းဆုံးလိုက်နာပါတော့တယ်သူတို့နှစ်ယောက်ကတစ်ပတ်ကိုတစ်ချိန်လိုကလေးလုပ်ဖို့သဘောတူထားပြီးအရေးကြီးဆုံးစီကံကတော့နှစ်ယောက်စလုံးသဘောမတူပဲလိမ်မိုင်းဆိုင်ရာဘာမှမလုပ်ကြဘူးဖြစ်ပါတယ်ပထမဆုံးလိုကလေးအတွက်ဟိုတယ်တစ်ခုကိုတွားကြပါတယ်ဂျီဟူကိုလေဘင်းကော်လာတခိုင်းပြီး
ဒီနေ့ရဲ့ Things ကိုတော့ကလေးလို့တတ်မှတ်လိုက်ပါတယ်။သူမကဂျီဟူးကိုအိမ်မွေးခွေတကောင်လို့ဆက်ဆံပေးပြီးအစာကျွေးတာအမိန်ပေးတာတွေလုပ်ပါတယ်။ဂျီဟူးကလည်းခွေးလို့အတန်ထွက်အောင်ဟောင်ပြပြီးအရန်ပျော်နေပါတယ်။နောက်နေ့ရုံးမှာဂျီဟူးကမနစ်ကနာသွားသေးလားလို့စိတ်ပူစွာမေးတော့ဂျီဟူးကဘာမှမဖြစ်ဘူးလို့ပြုံးပြီးပြန်ဖြေပါတယ်။ဒီတစ်ခါမှာတော့နောက်ရုံကလေးကိုသူကိုယ်တိုင်စီစဉ်ထားပါတယ်။မွေးနေ့ရောက်နေတဲ့ဂျီဟူးအတွက်ကိတ်တလုံးယူလာပြီးမာစတာကိုမွေးနေ့ဆုတောင်းပေးတဲ့ပထမဆုံးလူဖြစ်ချင်လို့ပြောပါတယ်။ထို့ပြင်တောင်းမြင့်ဖက်နှက်နီတရန်လည်းလက်ဆောင်ပေးလိုက်ပါတယ်။ဂျီဟူးကဒါနဲ့မင်းကိုနင်းရမလားလို့မေးတော့ဂျီဟူးကချက်ချင်းကောင်းကြီးလိုက်ပါတယ်သူကကုန်းပေးလိုက်ပြီးဂျီဟူးကတောင်းမြင့်ဖက်နှက်နဲ့ဖြည်းဖြည်းချင်းနေလိုက်ပါတယ်နာကျင်နေပေမဲ့ဂျီဟူးရဲ့မျက်နှာမှာတော့ကျဉ်တဲ့အပြုံးပဲရှိနေပါတယ်အိမ်ပြရောက်တော့ကျောပေါ်မှာထောက်ခနဲ့ကြောင့်ဖြစ်တဲ့တန်ရာပြီးပေါ်နေပါတယ်တစ်ဖက်မှာတော့ဟေးမီကနင်းသူ့ကိုကြိုက်ရင်ဖွင့်ပြောလိုက်တော့လို့အကြံပေးပါတယ်ဒါပေမဲ့ဂျီဟူးကငါကသူ့ရဲ့မာစတာဖြစ်နေတော့အာနာသုံးပြီးချေးဆိုတယ်လို့ဖြစ်သွားမယ်လို့ညင်းလိုက်ပါတယ်အဲ့ဒီနောက်ရုံးမှာမန်နေဂျာကအလုပ်တင်အစ်စ်လီဟန်ကိုမိတ်ဆက်ပေးပါတယ်လုပ်ဖော်ကိုင်တစ်ယောက်ကလီဟန်ကိုဂျီဝူးရဲ့လက်အောက်မှာအလုပ်တင်ခိုင်းတဲ့နယ်လို့အကြံပေးပါတယ်ဘာကြောင့်လဲဆိုတော့ဂျီဝူးနဲ့အလုပ်လုပ်နိုင်ရင်ဘယ်သူနဲ့မဆိုအလုပ်လုပ်နိုင်လိမ့်မယ်လို့ယုံကြည်ကြတာပါမန်နေဂျာလည်းသဘောတူလိုက်ပြီးဂျီဝူးကလီဟန်ကိုအလုပ်တာဝန်တွေစတင်ပေးပါတော့တယ်ဒါကိုမြင်ရတဲ့ဂျီဝူးကစိတ်ထဲမှာမနာလို့ဖြစ်လာပါတယ်သူ့ရဲ့မာစတာကတခြားယောက်ျားတစ်ယောက်ကိုလည်းအမိန့်ပေးနေတာကိုမကြိုက်တော့တာပါတရက်မှာတော့ဂျီဝူးကသူတို့လူကလေးအတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့ဆိုင်တဆိုင်ကိုသွားပါတယ်ဒီတစ်ပတ်ရဲ့ကလေးမှာဂျီဝူးကရေချိုးကန်ထဲမှာငင်းငင်းလေးအိတ်နေပြီးဂျီဝူးကသူ့ကြောပေါ်ကိုဖျောင်းတိုင်ရေပူကိုဖြည်းဖြည်းချင်းချလိုက်ပါတယ်အဲ့ဒီနောက်ပိုင်းသူတို့နှစ်ယောက်ဟာရုံးမှာပုံမှန်အလုပ်လုပ်ရင်းတစ်ဖက်မှာလည်းလူကလေးတွေကိုဆက်တိုက်လုပ်လာကြပါတယ်အချိန်ကြာလာတာနဲ့အမျှသူတို့ရဲ့ယုံကြည်မှုလည်းပိုတိုးလာပြီးလူကလေးတွေလည်းပုံမှုနဲ့ရှိုက်လာပါတယ်ဒါပေမဲ့ဂျီဟူးရဲ့မနာလိုစိတ်ကတော့ပိုကြီးလာပါတယ်တနေ့မာလီဟန်ကိုအိမ်သားထဲခေါ်ပြီးတတိပိတယ်လို့ပြောဖို့ကြိုးစားပေမဲ့အဲ့ဒီအချိန်ဂျီဟူးဖုန်းဆက်လာတာကြောင့်လီဟန်ကချက်ချင်းထွက်သွားလိုက်ပါတယ်တညရုံးမှာလူမရှိတော့တဲ့အချိန်ဂျီဟူးကိုစိတ်ထဲကအကြောင်းပြောဖို့ဆုံးဖြတ်လိုက်ပါတယ်မာစတာကလီဟန်ကိုအမိန့်ပေးနေတာမြင်ရတိုင်းကျွန်တော်မနာလို့ဖြစ်တယ်လို့ဖွင့်ပြောလိုက်ပါတယ်ဒီစကားကြတော့ဂျီဟူးကဒီလိုပြောရတာအပြစ်ပေးရမယ်လို့ပြောပြီးရုံးကန်တကားကိုပိတ်လိုက်ပါတယ်သူမကဂျီဟူးကိုခါပတ်ဖြုတ်ပြီးအပေါ်အင်ဂျီချုပ်ခိုင်းပါတယ်ပြီးတော့ခါနဲ့ရိုက်တယ်လို့လုပ်ပေမဲ့တကယ်တော့ဂျီဟူးကိုမရိုက်ပဲစပွဲကိုပဲရိုက်နေခဲ့တာပါဂျီဟူးကတော့ဒီလောက်နဲ့မကြည့်နဲ့သေးပါဘူးကျွန်တော်ကိုစူပါအပြစ်တင်ပါလို့ထပ်တောင်းဆိုလိုက်ပါတယ်ဒီတော့ဂျီဟူးကရုံးမှာသူလုပ်ခဲ့တဲ့အမားတွေကိုတစ်ခုပြီးတစ်ခုစူပူပြောဆိုပြီးအခန်းထဲကနေတွန်းထုတ်လိုက်ပါတယ်ဂျီဟူးကတော့အရန်ကျဉ်နေပါတယ်အဲ့ဒီအချိန်မှာပဲဆက်ဂျူရက်စ်တီရောက်လာတာကြောင့်နှစ်ယောက်သားအမြန်ပုံလိုက်ရပါတယ်ကံကောင်းစွာနဲ့ဘယ်သူမှမသိလိုက်ပဲရုံးကနေထွက်လာနိုင်ခဲ့ပါတယ်ထွက်လာပြီးနောက်ဒီနေ့ပလေးကတကယ်ပြောဖို့ကောင်းတယ်လို့နှစ်ယောက်လုံးရေမောပြောဆိုကြပါတယ်တစ်ဖက်မှာတော့ဂျီဟူးပေါ်အချစ်စိတ်တွေတဖြည်းဖြည်းဖြစ်လာတာကိုတိုင်လဲသတိထားမိလာပါတယ်နောက်ထပ်လိုပါလေးကိုတော့စတူဒီယိုတစ်ခုမှလုပ်ဖို့စီစဉ်ကြပါတယ်ဝတ်စုံတွေဝတ်ပြီးဂျီဟူးက riding club ဟာတို့နဲ့ဂျီဟူးကိုရိုက်ပါတယ်ပလေးပြီးတော့ဂျီဟူးရဲ့တန်ရာတွေကိုစိတ်ထည့်ပေးရင်တကယ်ပဲတီလိုနာကျင်နာကိုကြိုက်တာလားလို့မေးပါတယ်ဂျီဟူးကအပြုံးနဲ့ဟုတ်တယ်ဒါကကျွန်တော်ရဲ့တဘာဝပဲလို့ပြန်ဖြေပါတယ်ရက်အနည်းငယ်ကြာပြီးနောက်ဂျီဟူးကိုခါတစ်ခုခေါ်သွားပါတယ်ဒီတစ်ခါလိုပလေးကပိုထူးခြားပါတယ်သူမကလက်ထိတ်တစ်ဖက်ကိုကိုယ့်လက်မှာခတ်ပြီးနောက်တစ်ဖက်ကိုဂျီဟူးရဲ့လက်မှာခတ်လိုက်ပါတယ်ပြီးတော့ဒီနေ့တနေ့လုံးငါဘေးကမခွာရဘူးလို့အမိန့်ပေးလိုက်ပါတယ်သူတို့နှစ်ယောက်အတူစားတော့ရင်ဂျီဟူးကအစားတောင်ကိုယ်တိုင်ခွင့်ပြုပေးပါတယ်အဲ့ဒီနောက်ရုတ်တရက်ငါတို့နှစ်ယောက်တွေ့ကြမလားလို့မေးလိုက်ပါတယ်ဂျီဟူးကခဏလောက်စဉ်းစားပြီးမဖြစ်ဘူးလို့ညှင်းလိုက်ပါတယ်တစ်ဖက်မှာတော့ဟေးမီကအွန်လိုင်းကနေတွေ့ထားတဲ့ယောက်ျားတစ်ယောက်နဲ့တိတ်သွားတွေ့ပါတယ်အစပိုင်းမှာတော့အားလုံးအဆင်ပြေတယ်လို့ထင်ရပေမဲ့ private room နဲ့ရောက်တာနဲ့အဲ့ဒီယောက်ျားကခပ်ပတ်ကိုချုပ်ပြီးသူ့ကိုရိုက်မလားလို့မေးလိုက်ပါတယ်ဟေးမီကအခြေအနေမကောင်းတော့ဘူးဆိုတာသိလိုက်ပြီးဂျီဟူးကိုချက်ချင်းဖုန်းဆက်ကသူရှိနေတဲ့နေရာကိုပြောလိုက်ပါတယ်ဂျီဟူးတို့လည်းအမြန်ကားမောင်းပြီးဟိုတယ်ကိုရောက်သွားကြပါတယ်ဒါပေမဲ့အခန်းထဲဝင်လိုက်တဲ့အချိန်မှာတော့အခြေအနေကထင်ထားတာနဲ့လုံးဝမတူပါဘူးဟေးမီကအဲ့ဒီယောက်ျားကိုကျိုးနဲ့ချုပ်နှောင်ထားပြီးထပ်ပြီးမကောင်းတာတစ်ခုခုလုပ်ရင်တပ်ပုံတွေ online ပေါ်တင်ပြမယ်လို့ပြန်ချင်းချောက်နေပါတယ်ပြီးတော့ဟေးမီကသူမလည်း BDS and relationship ကိုစမ်းကြည့်ခြင်းလို့ online မှာကြော်ညာတင်ပြီးလူရှာခဲ့တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်တစ်ဖက်မှာတော့ဂျီဟူးဟာလည်းရီဇာဟောင်းဟာနာနဲ့လမ်းခွဲခဲ့တဲ့အမတ်တရားအိမ်မက်ဆူကိုထပ်မပ်ပြန်ပါတယ်သူတို့နှစ်ယောက်သူချစ်ပြီးလာတော်ကြတဲ့အချိန်မှာသူ့ရဲ့ BDSN စိတ်ကြိုက်ကြောင်းကိုဟာနာကိုဖွင့်ပြောခဲ့တာပါဒါပေမဲ့ဟာနာကဖောက်ပြန်တဲ့လူလို့ဆွဆွဲပြီးသူ့ကိုထားသွားခဲ့ပါတယ်အချိန်3လပြီးခါနီးမှာတော့ဂျီဟူးတို့ကသူတို့သဘောတူထားတဲ့3လစာချုပ်မကုန်ခင်နောက်ဆုံးလိုပလေးကိုပြုလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီတစ်ခါတင်းကတော့ဘာနေဖြစ်ပါတယ်ဂျီဟူးကကျိုးနေနဲ့ဂျီဟူးရဲ့လက်တွေကိုချိနှောင်ပြီးရိုပလေးကိုစတင်လိုက်ပါတယ်သဘောတူထားတဲ့စီးမြင်တွေအတိုင်းပြုလုပ်နေကြရင်ဂျီဟူးကဂျီဟူးရဲ့ပါးကိုရိုက်လိုက်ပါတယ်အဲ့ဒီနောက်နှစ်ယောက်သားတဖြည်းဖြည်းအနီးကပ်လာပြီးနမ်းမိကြပါတယ်ဒါပေမဲ့ဂျီဟူးကစိတ်ခံစားချက်ကိုမထိန်နိုင်ပဲအနည်းငယ်အလုံးကျုံဖြစ်သွားတာကြောင့်ဂျီဟူးကသူ့ကိုချက်ချင်းတွန်းဖယ်လိုက်ပါတယ်ဂျီဟူးရဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်လာပြီးငါဘာတွေလုပ်နေတာလဲဆိုတာတော့မသိတော့ဘူးလို့ပြောကငိုပါတော့တယ်ဂျီဟူးကလည်းချက်ချင်းတောင်းပန်လိုက်ပြီးဂျီဟူးကကျိုးတွေကိုဖြည်းဖြည်းကအိမ်ပြန်ထွက်သွားလိုက်ပါတယ်ဂျီဟူးကနောက်ကလိုက်တာပြီးမဲ့သူမကနောက်ပြန်မလဲတော့ပါဘူးရက်အနည်းငယ်ကြာပြီးနောက်ဂျီဟူးစီကိုလီဟန်ကဖုန်းဆက်ပြီးမေးကိုစစ်ကြည့်ဖို့ပြောပါတယ်မေးကိုဖွင့်ကြည့်လိုက်တော့သူတို့ရုံးမှာပြုလုပ်ခဲ့တဲ့ရုံးပလေးရဲ့အတန်ဖိုင်တစ်ခုရောက်နေပါတယ်တယောက်ကသူတို့နှစ်ယောက်ပြောဆိုနေတဲ့အတန်ကိုလျှို့ဝှက်ရိုက်ကူးထားပြီးရုံးထဲကလူတိုင်းစီပြန့်နှံ့သွားခဲ့တာပါဒီကိစ္စကြောင့်နှစ်ယောက်စလုံးကို
ကိုကုမ္ပဏီရဲ့စီကံထိန်းသိမ်းရေးကော်မတီရှိခေါ်ယူစစ်ဆေးပါတယ်တာဝန်ရှိသူတွေကသူတို့ရဲ့ဆက်ဆံရေးအကြောင်းမင်းမြတ်ယုံနေမကပဲလောင်ပြောင်တဲ့စကားတွေကိုပါဆက်တိုက်ပြောလာပါတယ်အဲ့ဒီအချိန်မှာဂျီဟူကဆက်ပြီးမခံနိုင်တော့ပဲတော်ပါတော့လို့တားလိုက်ပါတယ်ပြီးတော့လူတိုင်းရှိမှရဲရဲဝံ့ဝံ့ကျွန်တော်ဂျီဟူကိုချစ်ပါတယ်သူနဲ့တွဲချင်ပါတယ်လို့ဝန်ခံလိုက်ပါတယ်ဆက်ပြီးရှက်ရမှာကကျွန်တော်တို့မဟုတ်ဘူးလူတယောက်ရဲ့ကိုယ်ပိုင်ဘဝကိုလောင်ပြောင်နေတဲ့ခင်ဗျားတို့ပဲလို့ပြောလိုက်တာကြောင့်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်အဲ့ဒီနောက်ဂျီဟူကလည်းရုံးထဲမှာမတင်တော်တဲ့အပြုမှုလုပ်ခဲ့တာကိုတော့ကျမတို့ဝန်ခံပြီးတောင်းပန်ပါတယ်ဒါပေမဲ့ကျမတို့ရဲ့ဆက်ဆံရေးကိုရုံးပြင်ပမှာပဲဆက်သွားပါမယ်လို့ပြောလိုက်ပါတယ်နှစ်ယောက်သားစုံစမ်းရေးခန်းထဲကနေအတူတူထွက်လာကြပါတယ်အပြင်ရောက်တော့ဂျီဟူကအပြုံးလေးနဲ့3လစာချုပ်တက်တန်းတိုးကြမလားဒီတစ်ခါတော့ချစ်သူအဖြစ်ရော BDSM ပါတနာဖြစ်ရောဆက်ကြမယ်လို့ပြောလိုက်ပါတယ်ဂျီဟူကလည်းဝမ်းသာစွာသဘောတူလိုက်ပါတယ်ဇလန်အဆုံးမှာဂျီဟူနဲ့ဂျီဟူတို့ဟာချစ်သူတွေဖြစ်ရောသူတို့သဘောတူညီထားတဲ့ BDSM ကိုပါအပြန်အလှန်လေးစားမှုယုံကြည်မှုနဲ့ဆက်လက်တည်ဆောက်ရင်းပျော်ရွှင်စွာနေထိုင်သွားကြပါတယ်